တီလီတီဖွဲ့ဝင်ဖြစ်သူလူရှင်တော်ပန်ဒီကွန်လွန်ဆောင်မကြောင့်လူပညာတိုင်ဝိုင်းမှာအတည်ပြုပြောဆိုလာစူပါဂျော်မီဒီယာပြည်သူကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့2026ခုနှစ်မေလ29ရက်နေ့မှာတော့အများပြည်သူပြည်သက်များအားပေးကြတဲ့တီလီတီအဖွဲ့ဝင်လူရှင်တော်ပန်ဒီခကိုမျိုးစောအနေနဲ့အတယောက်ကနေဆုံးပါခဲ့ကြောင်းကိုလူရှင်တော်အတိုင်းဝိုင်းထံကသိရှိရခြင်းဖြစ်ပြီးတော့ဇာကနာဦးဆောင်တဲ့တီလီတီလူရှင်တော်အဖွဲ့ဟာ2003ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးပြည်သက်အားပေးမှုကိုရရှိခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပေမဲ့လည်းနောက်ပိုင်းမှာအကြောင်းချင်းအမျိုးမျိုးကြောင့်လူစုကွဲသွားခဲ့ရခြင်းဖြစ်ပါတယ်လူရှင်တော်နဲ့တရုတ်ဆောင်ဦးငပြောကျော်ကတော့ပန်းသီးခေါ်မျိုးစောဆုံးပါကြောင်းကိုသူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထက်ကတဆင့်အသိပေးပြောဆိုထားခြင်းဖြစ်ပြီးလူရှင်တော်ပန်းသီးခကိုမျိုးစောခရတူခရီရောက်ပါစေစိတ်မကောင်းခြင်းများစွာဖြစ်ရတယ်ဆိုပြီးတော့လည်းသူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာထပ်ပေါ်မှာရေးသားဖော်ပြထားခြင်းဖြစ်သလိုလူရှင်တော်ပန်းသီးအနေနဲ့အသက်ရောဂါကြောင့်ရန်ကုန်မြို့ Grand Hunter ဆေးရုံမှာစေကူတာမှုခံယူခဲ့ခြင်းဖြစ်ပြီးတော့ဒီကနေ့မေလ29ရက်နေ့နေ့လယ်တနာရီနဲ့မိနစ်20အချိန်မှာပဲဆုံးမခဲ့ခြင်းဖြစ်ကြောင်းကိုလည်းသိရတာပါပန်းသီးရဲ့ဆရာဖြစ်သူဇာကနာကိုတိုင်ကလည်းသူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာပန်းသီးဆုံးပါသွားတဲ့အတွက်စိတ်မကောင်းဖြစ်ရကြောင်းကိုလည်းပရိသတ်တွေကိုအတိပေးပြောဆိုထားတာလည်းဖြစ်ပါတယ်။ကျွန်တော်ပန်းသီးဟာဆုံးပါချိန်မှာအသက်49နှစ်ရှိပြီဖြစ်ကြောင်းသိရှိရပြီးတော့ဒီလေဒီအဖွဲ့ဝင်လူရှင်တော်ပန်းသီးရဲ့နောက်ဆုံးခရီးကိုတော့မေလ31ရက်နေ့နေ့ခင်းပိုင်းအချိန်မှာရန်ကုန်မြို့ရေဝေးတုတ်တန်မှာပဲပြုလုပ်သွားမှာဖြစ်ကြောင်းကိုလည်းမိသားစုများရဲ့ဖော်ထုတ်ချက်တွေအရသိရှိရခြင်းလည်းဖြစ်ပါတယ်။လူရှင်တော်ပန်းသီးအနေနဲ့ပြီးခဲ့တဲ့မေလ18ရက်နေ့ကပဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထပ်ပေါ်မှာနောက်ဆုံး post အဖြစ်ကျမကြီးချင်းရဲ့အမှုပညာလုပ်ငန်းများလက်တလောနားပါမီမကြခင်ပြန်လာမီဆိုပြီးတော့လဲရေးသားဖော်ပြမှုတွေရှိခဲ့ပြီးတော့ဒီကနေ့မေလ29ရက်နေ့မှာတော့ဆုံးမခဲ့ရခြင်းဖြစ်တယ်ဆိုပြီးတော့လဲသိရတာပါ။ဒါကြောင့်မို့လို့လူရှင်တော်ပန်းသီးရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်စူပါဂျော်မီဒီယာပြည်သက်ကြီးတို့မသိလိုက်ရမရှိရလေအောင်ဖော်ပြတင်ဆက်ဝေမျှပေးလိုက်ခြင်းပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းထူးများနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပြည်သက်ကြီးတို့ကြည့်ရှုအားပေးကြတဲ့ဒုတိယရှင်နိုင်ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။